အဖန်35နဲ့40ကြာရသူများမတ်တက်ရက်ပါကျောင်းမကျောင်းသူ9ဦးခန့်မတ်တက်ရက်လိုက်သည်လက်ဖြန်ဦးလမျိုးကဘော်ရာဆောင်တစ်ခုမှဖြစ်ပါသည်သူရင်နဲ့ဒီခနဲဖြစ်သွားသည်ကျောင်းမကျောင်းသူအားလုံးစိတ်ထဲအလုံးများစွာလုံနေပြီတင်ချာဆရာဦးတန်းနိုင်ကသူ့ဘာသာကြသူများအမှတ်အလိုက်အပြစ်ပြမိပြီဘေးနားမှာအတူထိုင်သူနှင်းမှလက်ကလေးလာစုပ်ကဟဲဘလို့လောက်မလဲဘာလောက်လို့ရမလဲကြိတ်ခံအောင်ရှိကြပေါ့3ဖွယ်နဲ့3ဖွယ်လေးမှကြာရှေ့ကိုထော်လာခဲ့ဟဲငေါ်ပါပြီနင်းကစုပ်ထားသောလက်ကလေးဖြီကအာတင်း၍ထွက်သွားပါပြီစီရာကကြောက်တဲ့မုံဖောက်ဖက်အချမ်းကကျိန်လုံးကင်ကခက်ချောင်းဆောင်အနေထားနဲ့စောင့်နေ၍ရှေ့ဆောင်ကចောင်းသားကြီးကအလိုကဘောပေါက်ပြီးတောက်ဖွက်နေ၍ကြောက်တဲ့မုံကိုမျက်နှာချင်းဆိုင်၍လက်ပိုက်ပြီးရက်နေပြီးလိုက်သည်ဖတ်စီရန်ကကျိန်ဖျားကိုចောင်းသားတင်ပါပေါ်အရင်တင်လိုက်ပါသည်ရွမ်းအာလာလာဟာចောင်းသားကြီးကဖင်ကော့သွားပြီးအသံထွက်អော်လိုက်ကလက်နှစ်ဖက်ကလည်းတင်မနှစ်ဖက်ကိုပို့နေလေသည်ရည်တံများကတော့အောင်မရထားသူများဖြစ်ကြသည်နောက်မှအရိုက်ခံရန်တန်းစီနေသောနင်းမှသူကိုလှမ်းကြည့်ပြီးမျက်နှာလေးမဲ့ပြလေသည်ဟဲကောင်မနင်းကတော်သေးတယ်ငါးချက်နဲ့ပြီးသွားတာငါက28မှတ်နဲ့ကြလားနင်းထက်ဆိုးတယ်စိတ်ထဲကလှမ်းဟွင်တွေ့လိုက်သည်မျက်လုံးမှလည်းနှင်းနောက်ကြော်လေးကိုကြည့်နေမိသည်နှင်းအလဲရောက်တော့ဆေးရကိုလုံးဝမကြည့်ပဲကြောက်တင်မုံတက်မျက်နှာမူရက်ပြီးလက်ကလေးပိုက်ကအသက်အောင်ထားလိုက်ပါပြီတီစပွဲပေါ်တင်ထားသောဆရာဖုံယူတရက်မီလာ၍စပွဲဘက်ကိုရှလောက်သွားသောဆရာကိုနင်းကစောင်းကပ်ကြည့်နေသည်ညင်ငါတငယ်ချင်းတော့ရင်တွေခုန်နေလောက်ပြီဆိုပြီးပြုံးမိလိုက်သေးသည်ဆရာကဟုတ်ကဲ့ပါဆိုပြီးဖုံးပြန်ချလိုက်ကနင်းစီတို့ပြန်လျှော့လာသည်နင်းတင်ပါလေးတွေကပျော့အေးလေးတွေဖြစ်သည်လမ်းလျှောက်သွားရင်လည်းတုံလေးမို့ကင်ကြည့်ချင်စရာလေးဖြစ်သည်ဆရာကစပွဲပေါ်ကကျိန်လုံးကိုပြန်ယူပြီးနင်းစီပြန်ရှောက်လာလို့နင်းမျက်နှာရှေးတဲလှဲ့ကလက်ကိုတင်းပိုက်ပြီးအသက်အောင်လိုက်ပါပြီဆရာကနင်းတင်ပါပေါ်ကျိန်ဖျားဖြစ်နှစ်ကျိန်တတ်ထလိုက်ပြီးငါးချက်ဆင့်ရိုက်လိုက်သည်နင်းတင်ပါလီအစွမ်းကုန်ရှုံထားသည့်တိုင်နာနေသေးပြီးခြေပြားပါထောက်လိုက်ရသည်ငါးချက်ပြည့်သွား၍ထိုင်ကောင်ရှိရသို့ခြားကနေလှဲ့ကပြန်လာပါသည်သူကိုယ်နှတင်းထိပြီးထိုင်လိုက်ပါသည်အခုမှတတိဝလာကဟဲငါအလဲ့ပဲဆရာဘာလုပ်မလဲဆရာအပင်သွားပါစေဆရာအစည်းဝေးသွားပါစေဆရာဖုံးထက်လာပါစေဆရာကိုចောင်းအုပ်ကြီးခေါ်ပါစေဖယားငါခဏနေပြန်လာခဲ့မယ်စကားမပြောနေကြနဲ့အင်စားလွန်ပြီးသူတွေကစာအုပ်တွေလာထားယေဟာဆူတောင်းပြီတငယ်ချင်းကိုလုံးလေးကိုတိုင်းဖက်လိုက်ပြီးဟဲနင်မနာဘူးလားမနာပဲနေမလားဘာလို့ဖေးမပွတ်တာလဲပွတ်ဆရာလားရှက်ဆရာကြီးရုတ်တရက်တော့ပြောစရာလေးဖြစ်သွားမိသည်ချက်ချင်းတတိဝလာပြီးဟဲနင်းကတင်မ9ချက်ဆိုတော့9လဲချက်30လားမရိုက်တော့ပဲထိုင်းထွက်အခါ90လားဒါမှမဟုတ်ဆရာမေ့သွားလောက်လားဟဲကျန်တဲ့သူတွေရိုက်ဖို့ဆရာမေ့သွားလောက်မလားမေ့ပါလိမ့်မယ်အာကြီးဆရာကသမင်းစားဖို့တာမေ့မှာရိုက်ဖို့တော့မမေ့ဘူးအေးဟဲပျော်ပဲနေတော့မယ်လာမဲ့ပြီးပြေတွေ့ထိုးစင်ဆရာပြလာတော့တယ်စကားပြောနေကြတာစူညံနေတာမဲ့နင်းတို့အထံကော်ရီဒေါကကြားရတယ်ကဲအမှတ်30အောက်တည်းကွန်ထရိုခက်ရုတ်တရက်တူကိုလီတွန့်သွားကနှစ်ဖူးကြိုးလေးတင်းလာပါတော့တယ်အမှတ်30အောက်တွေထွက်ခဲတူရင်နဲ့ဒေးကနေဖြစ်သွားသည်ရုပ်ရက်ဘသူမှမထွက်ပဲမှန်သက်သည်ဆက်ထိုင်နေကြသည်ဆရာကစပွဲကိုကျိန်လုံးမြင့်တစ်ချက်ရိုက်လိုက်သည်ဟေးပြောနေတာမကြားကြဘူးလားအမှတ်30အောက်တွေအကုန်ထွက်ခဲ့အချိန်ဆွဲတွန်းဆုနေကြ၍တူကဥဆောင်၍အတန်းရှိထွက်လိုက်ပါသည်ခုံပေါ်မောက်ဟဲသွားပြီတေးပြီးထဲနဲ့ဆရာကရွှေစုံတန်းကစာရေးခုံကိုကျိန်ဖြင့်ထောက်ပြသည်အနှဲငယ်မြင့်နေ၍ဒူးကိုအရင်အားပြုကကုတ်တက်ရသည်ဒူးနှစ်ဖက်ထောက်မိမှရှေ့ကိုမောက်ချလိုက်သည်ထမိန်ကအထိုင်မကြတော့သဖြင့်အနှဲငယ်အထက်တက်နေသည်ဆရာကျိန်ဖျားမြင့်တင်မာပေါ်ကန်လန်းဖြတ်တင်လိုက်ပါသည်ပွက်နေသောထမိန်ကိုဆရာကကျိန်ဖျားဖြင့်ပွတ်ချနေတော်လေမညီသဖြင့်တင်းရောက်ဆွဲထားစမ်းတူမှောက်ရက်ကပဲလက်နှစ်ဖက်ကိုဆန်ထုတ်ကပေါင်ရင်းနေရကနေတွန့်တက်နေသောထမိန်အားလက်တစ်ဖက်စီဘယ်ညာကိုင်၍ဆွဲချပေးလိုက်ပါသည်တင်မာပေါ်ကအကျင်ကိုကြွလိုက်သည်နှင့်
ဖင်ကိုရှုံးထားလိုက်ပါသည်နောက်တစ်ချက်ရိတ်လိုက်ဖင်လေးရှုံးထားလိုက်နဲ့ဆရာရိတ်ချက်ညာနဲ့အတူအချက်ကြကြီးစီးမိနေပါတော့တယ်ငါးချက်ကြော်ပြီးသည်နဲ့ခန္ဓာရည်ကအထွတ်အသိပ်တို့ရောက်ရှိနေပြီးမရတော့ဘူးဟုစိတ်လျှော့တော့မဲ့အချိန်တွင်ပဲ10ချက်ပြည့်၍ရပ်သွားပါတယ်ခုံအောက်ဖက်သို့ရှောချပြီးလက်နှစ်ဖက်ကိုတင်မောပေါ်အုပ်ကနေရာသို့ပြန်လာခဲ့လေသည်ဟဲ့နေရလားရပါတယ်တော်တော့ပြင်းသေးတယ်ဟေ့ကောင်မဘာတွေတွေးပြီးပြုံးနေလာလဲအော်ဆရာသားနိုင်အကြောင်းတွေးမိသွားပြီးတတိရသွားလို့ပါဘာလဲခုံမောင်မောက်ခဲ့ရတဲ့နေကိုလားဟေးနေလည်းမမိနေတယ်လားမှတ်မိဆိုအဲ့လိုအရိုက်ခံပြီးစူးစားဖြစ်သွားလားလေအေးဟုတ်တယ်မလဲဆရာဘာသာကိုအဲ့နဲ့အရိုက်ခံပြီးကြတဲ့ကစူးစားလာလိုက်တာဂုံတူးမှရသည့်အထီပဲဆရာအပေါ်လဲစိတ်မဆိုးမိဘူးကောင်းစေခြင်းလို့အရိုက်တာပဲဆိုပြီးသူ့ဘာသာကိုပိုတောင်စူးစားဖြစ်သွားတယ်သွားကြမယ်လေခဏနေတွေ့တော့မှာပဲဆရာအတင်ပြောနေလို့ဆရာအိတ်ငိုက်နေအောင်မင်းကတော့မဲ့ပစ္စည်းနေယူပြီးဆရာအိမ်တို့ထွက်လာခဲ့ပါတော့တယ်ဆရာကပြင်ဆင်ယူပြီးကြတဲ့ကအိမ်မှာကျူရှင်ပြပါတယ်ရှာရှိလားရှိတယ်ကွယ်ဘယ်သူတွေလဲဆရာသမီးတို့ရှာကိုကြောတာပါတူနင်းမှဆရာအေးရွှေ့မထိုင်ရအောင်ကွဆရာဟင်းအိုးလေးချလိုက်ဦးမယ်ဟုတ်ဆရာဖြည်းဖြည်းပဲလုပ်ပါသမီးတို့အချိန်ရပါတယ်ဆရာအိမ်ရှိခန်းမှာကျူရှင်တဲ့နဲ့ထင်ပါတယ်စာသင်ကုန်များနဲ့ white book တွေ့ရသည်တစ်သားထိုင်ကုန်လေးမှာနှစ်ယောက်သားထိုင်လိုက်မိချိန်မှာတော့နှစ်ဦးသားရင်တွေဒိတ်ကန်နဲ့ခွန်သွားပါတော့တယ်ဆရာအိမ်နောက်မှာကျိန်လုံးတစ်လုံးထောင်ထားတာတွေ့လိုက်လို့ပါဆရာကျိန်လုံးကိုမြင်လိုက်သည်နဲ့တကူလုံးကအကြောတဲ့ဖင်းငနဲ့ဖြစ်လာပြီးတင်မနှင်ခါဝိုင်မှာပူနွေးလာပါတော့တယ်ဆရာကကျူရှင်တပည့်တွေရိုက်ဖို့ထင်ပါရဲ့ဒီကျိန်လုံးကအေးပေါ့အဲ့တုန်းကအချိန်တွေပြန်လွင်လိုက်ကဟဲ့အရင်တုန်းကကျိန်လုံးမြင်ရင်ကြောက်တတ်တဲ့စိတ်ကအခုတော့ချစ်စရာလိုမြင်လာပါပြီအေးဟာငါလည်းဒီလိုပဲခံစားရတယ်အော်ဘသူတွေလဲလို့မြို့သူကြီးတွေကိုကဲဘာကိစ္စတည်င်းကျကြောင်းပရမှုအိမ်ပြန်လာရင်ရှာကိုကတော့မလို့နှစ်ယောက်တန်းတိုင်မြင်ပြီးမြို့ကလက်ဆောင်တွေဝယ်လာခဲ့တာရှာဆရာအတွက်ကဘာပစ္စည်းမှမလိုပါဘူးကွယ်လက်အောက်ချီပြီးကတော့လေရပါလေအဲ့ကတော့တာတော့ဟုတ်ပြီငါတပည့်နာတွေကိုမုံဖိုးဖျန်ပေးစရာမရှိပါဘူးကွယ်မုံဖိုးမလိုချင်ဘူးရှာဆရာပေးနိုင်မဲ့လက်ဆောင်ပဲတောင်းမှာပါဟေးဘာများလဲကွယ်ထူးထူးဆန်းဆန်းဆရာအရိတ်တာခံကျင်လို့ပါရှာဟဲဟုတ်ရဲ့လားကွယ်ဟုတ်ပါတယ်ရှာတကယ်ပြောတာကတော့ပြီနော်ရှာအေးစိတ်ချမ်းသာကိုကျမ်းမာလို့ကောင်းသောလိုအိုင်ဆန္ဒများပြေးကြပါစေကွယ်ဆရာစုပေပြီးဒီနေ့တူကအခန်းတောင်မှာထောင်ထားသောကျင်းလုံးကိုတွားယူပြီးဆရာကိုလက်နှစ်ဖက်နဲ့ရိုသေးပေးလိုက်ပါသည်သမီးတို့ကိုရိုက်ပါဆရာဟဲ့တကယ်လားကွယ်တကယ်ပါဆရာဆရာအခုကျူရှင်ကတပိတ်တွေကိုဘလို့ရိုက်လဲဆရာဆရာကတော့အဲ့ဒီအိမ်တန်ကိုဖတ်ခိုင်းနာတာပဲဟုတ်ကဲ့ဆရာသမီးတိုင်ဖတ်ထားပါမယ်ဘယ်နှချက်ရိုက်ရမလဲကွသမီးက23နှစ်ပြည့်မှု23ချက်ရိတ်ပါရှာနှစ်ယောက်လုံးမှာစပန်သားပေါင်းပြီးပပပဲဝေးလာကြသည်အပေါ်အင်ကြီးကတင်မားပေါ်ဖုံးနေပြီးရှေ့သို့ဆွဲချီပြီးထုံထားလိုက်ပါသည်တူကပဲအရင်တိုင်ကိုဖတ်ထားလိုက်ပါသည်ဆရာထုံးစံအတိုင်းတင်မားပေါ်ကိုကျင်ပြားမြင်တင်ကအရင်ချင်းစားပါတယ်ပြီးရင်တူညီတဲ့အားဖြင့်တစ်ချက်ချင်းပုံမှန်ရိုက်တော့ပါသည်တစ်ချက်ရိုက်ပြီးတိုင်းနေအမှတ်စဉ်အတန်ထွက်ရည်နေသည်20 22 23ဟာကျေးဇူးတင်ပါတယ်ရှာမနောက်တစ်ယောက်ဖတ်ထားညီကတော့ဘယ်နှစ်လဲသမီးက23ပြည့်ပြီး24ချက်ရိုက်ပါရှာနင်းကိုလည်းအတူတူပဲရိုက်ပြီးဒီနေ့ကဲပြန်ရတော့မိုးချုံမယ်ဟုတ်ကဲ့ပါရှာနောက်နေ့လည်းလာခဲ့ပါဦးမယ်အဲ့ကြရင်တစ်ချက်သုံးပါနော်ရှာအေးပါသွားကြတော့ဆ
ရှာကအတတကြီးသွားတာလက်ရည်ကတော့မကြဘူးရှာတဲဒီကလေးမာရီလာဟဲ့ထပ်စော်အောင်မယ်လိပီရှာအခုတော့မရတော့ဘူးအိမ်ရောက်ရင်စနွင်းသေးအောင်မဤတို့မှာပြီပါသည်